ဖော်ထဘတက်လို့ဆိုတာဖော်ထဘတက်ဆိုတာကအမေကခုနကတော့ပြောတာကဖော်ထဘဆိုတာတွေးထိတယ်လို့ပြောလိုက်တာပဲနော်ထိတွေ့တာလည်းဟုတ်တယ်တွေးထိတာလည်းဟုတ်တယ်အဲ့ဒီမှာအမေပြောလိုက်တယ်ခုနတွေးထိလိုက်တာကြတော့အမေကဘာပြောလဲဆိုတော့မျက်စိကြည့်ရဲ့အစင်းရဲ့တိုက်လိုက်တယ်မြင်စိတ်ပေါ်တယ်အဲ့ဒီသုံးပါးပေါင်းစုံလုံးထွေးပေးလိုက်တဲ့ဖတာကိုအမေကပြောလိုက်တာဖတာကကြတော့အာယုန်တွေကိုတွေးထိပေးလိုက်တယ်ခံစားမှုဝေဒနာဖြစ်ပေါ်လာအောင်ကျေးဇူးပြုပေးတတ်တယ်ဖတာကအာယုန်တွေကိုတွေးထိပေးတဲ့သဘောကိုအမေကပြောလိုက်တာဆရာလေးမေးလိုက်တဲ့မေးခွန်းကကြတော့ဖောထဘဓာတ်လို့မေးလိုက်တာအမေပြောတာကဖတ်တာကိုအမေကပြောတာအဲ့တော့ဖတ်တာဆိုတာကစေတသိက်တရားနံတရားတပည့်တော်မေးတာကကြတော့ဖောထဘဓာတ်ဆိုတာရုပ်တရားကိုမေးလိုက်တာအမေဖောထဘဓာတ်ဆိုရင်ဘယ်လိုနားတဲ့သဘောပေါက်လဲဆိုတော့အမေကဖြေလိုက်တာကမျက်စိကြည့်ရဲ့စီးရဲ့မြင်စိတ်ရဲ့သုံးပါးပေါင်းစုံလုံးထွေးပေးလိုက်တယ်ခံစားမှုဝေဒနာဖြစ်အောင်လဲကျေးဇူးပြုပေးတယ်ဖတ်တာလို့အမေကဖြေလိုက်တာနော်တကယ်တော့မေးလိုက်တဲ့မေးခွန်းကဖောထဘဓာတ်ဆိုတော့ဆရာလေးတို့အစင်းအတန်အနံအရတာတွေးထိစရာဆိုတာတွေးထိစရာကဖောထဘဓာတ်ပဲအစင်းကြတော့ယူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဖောထဘယုံဓမ္မယုံဆိုအယုံ6ပါလေယူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဖောထဘယုံဓမ္မယုံဆိုဆရာလေးကဖောထဘဓာတ်ကိုမေးလိုက်တာဖောထဘဓာတ်လို့ပြောလိုက်တာနဲ့လိမ့်မယ်တဲ့အပြင်လားအတွင်းလားမေးအပြင်ပေါ့ဗဟိတခေါ်တယ်ဗဟိတဒါဆိုရင်အဲ့ဒီဗဟိတကဖောထဘကထိတွေ့လို့ရမယ်ဝတ္ထုပစ္စည်းရှိလို့ तू ထိတွေ့တာဒါဆိုရင် तू ထိတွေ့လို့ရတဲ့ဝတ္ထုပစ္စည်းကဘာလဲမေးကာယကြီးကာယပတာရဟာဒီယုတ်တရားပဲဒါလေးပါဖွဲ့စည်းထားတယ်ကာယပတာရလို့ခေါ်ဆိုအပ်တဲ့ယုတ်တရားကြီးဒီသူကဖောထဘဓာတ်ရဲ့ထိတွေ့စရာအာယုံမဲ့သူလေဒီအပူအေးဆိုတာကိုအပူအေးကိုဖောထဘခေါ်တာဖောထဘဆိုတာကာယပတာရကိုလာပြီးတွေးထိတဲ့အရာအဲ့တော့တွေးထိလိုက်တဲ့ထဲထဲမှာတဲ့တွန်းငယ်လှုပ်ရှားလာတဲ့ဝါယောလေးတွေပါတယ်မြာဝါယောတဲ့တွန်းငယ်လှုပ်ရှားလာတဲ့ဝါယောနဲ့တကွာတဲ့ပူတယ်အေးတယ်ဆိုတဲ့တေဇောယုတ်ကလည်းပါလာတယ်ပြီးတော့ကာယပတာရကိုထိတွေ့လိုက်တဲ့ခါကျပထဝီတဲ့နူးညံ့ပထဝီဆိုတာပါတယ်မြာထိတွေ့လိုက်တာအဲ့ဒီအပူအေးဝါယောပထဝီဆိုတဲ့ဓာတ်သဘောတဘာဝတွေကစုပေါင်းပြီးတော့ဖွဲ့ပြီးတော့လာလိုက်တာအဘောကတော့မမြင်ရဘူးဒါပေမဲ့ဖွဲ့ပြီးတော့ပါလာပြီးသားပဲဒီကာယပတာရဆိုတာဓာတ်လေးပါပေါင်းထားတဲ့ရုပ်ကလည်းပထဝီဓာတ်တေဇောဓာတ်အဘောဓာတ်ဝါယောဓာတ်ကန်ကြည့်လိုက်လေသူလည်းပူနွေးနွေးလေးရှိတယ်ဟုတ်တယ်နော်ကန်ကြည့်တော့ပျော့နေတဲ့သဘောလေးတွေရှိဒီအသားဆိုင်ခဲလေးတွေကတင်းမာနေတဲ့သဘောတရားတွေမှာထောက်ကန်ထားတဲ့ဝါယောမူရာလေးပါပြီးသားပဲဟာလားဒီလက်မောင်းတို့ကာယပတာရတို့ခေါ်ဆိုလို့ရအောင်ဖွဲ့စည်းပေးထားတဲ့အဘောဓာတ်မူရာပါသေးတာအဲ့ဒီဓာတ်လေးပါနဲ့ပေါင်းထားတဲ့ရုပ်ဝတ္ထုပစ္စည်းပေါ်မှာဖောထဘဆိုတဲ့အပူအေးကလာထိတွေ့တာဒါဆိုရင်ခုနအမေဖြေလိုက်တဲ့ဖတ်တာနဲ့ဒီကဖောထဘနဲ့ကဆောင်ရွက်မှုကိစ္စချင်းမတူဘူးတွေ့တာဖတ်တာကကြတော့နာမ်ပိုင်းစေတသိက်ပိုင်းဒါကရုပ်ပိုင်းဟုတ်တယ်နော်ဒါကရုပ်ရဲ့ဆောင်ရွက်ခြင်းကိစ္စခုနဖတ်တာကကြတော့အာယုန်တွေကိုတွေ့ထိပြီးတော့ခံစားခြင်းမှတ်သားခြင်းလှုပ်ဆော်ခြင်းဆိုတဲ့သဘောတရားတွေကိုဖြစ်အောင်ကျေးဇူးပြုပေးတတ်တဲ့ဖတ်တာရဲ့ဆောင်ရွက်ခြင်းကိစ္စရုပ်ကိုအကြောင်းခံပြီးတော့မှနာမ်အကျိုးဖြစ်ပေါ်လာအောင်ဆောင်ရွက်ပေးလိုက်တာကဖတ်တဲ့ကိစ္စအဲ့တော့ဒီမှာကျတော့ကာယပတာရမှာလာပြီးတော့ထိတွေ့လိုက်တဲ့ဖောထဘဓာတ်ဆိုတာကအပူအေးတေဇောပါတယ်လှုပ်ရှားလာတဲ့ဝါယောပါတယ်နူးညံ့တဲ့ထိတွေ့တဲ့ပထဝီဓာတ်ပါတယ်မြင်ဒီသဘောတရားတွေကိုဖွဲ့ပေးထားတဲ့ဓာတ်အပေါင်းစုလေးကကာယပတာရကိုလာထိတွေ့လိုက်တာကိုဖောထဘဓာတ်လို့ခေါ်တာဟုတ်တယ်နော်အဲ့ဒီမှာခွဲလို့မရအောင်နော်လေတိုက်လာတယ်လို့ပြောလိုက်တဲ့ထဲမှာလှုပ်ရှားတဲ့ထဲမှာဟဲ့လေတိုက်လာတယ်အေးနေတာပဲဆိုတော့လေထဲမှာအေးနေတာပါလာလားလေဆိုတာကလှုပ်ရှားလာတဲ့ဝါရောအေးလာတာတေဇောထိတွေ့လိုက်တာကပထဝီဆိုတော့ဓာတ်ကတပေါင်းနဲ့ဖြစ်မလာဘူးလားခွဲလို့ပြောတာတပေါင်းလေးပါလာတာအဲ့ဒီမှာကာယပတာရကိုလာထိတွေ့ပြလိုက်တာဖောထဘဓာတ်ဒါကကာယပတာရအကြည်ယုတ်ဟာဒီကာယပတာရဆိုတဲ့အကြည်ယုတ်ကိုဖောထဘဓာတ်နှစ်ခုကထိတွေ့လိုက်တာကိုထိတွေ့ခိုင်းတာလား तू ကထိတွေ့ပြီးသားလားအမေအနတ္တဆိုတာအဲ့ဒါပဲပုဂ္ဂိုလ်တ attva တွေမပါဘူးဟာဒီအကြည်ယုတ်ဆိုတဲ့ကာယပတာရထဲမှာလေငါဒီလိုပဲယောက်ျားမိန်းမပုဂ္ဂိုလ်တ attva အသက်လိပ်ပြစီဝအတ္တပုဂ္ဂလတွေမရှိဘူးတဲ့တဏမာနဒိဋ္ဌိမပါဘူးခိုက်ယုတ်မှာလာပြီးထိတွေ့လိုက်တဲ့ဖောထဘဓာတ်ထဲမှာလေတဏမာနဒိဋ္ဌိမပါလာဘူးယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မပါလာဘူးအသက်လိပ်ပြစီဝအတ္တပုဂ္ဂလလည်းကင်းနေတယ်ထိတွေ့လိုက်တဲ့သဘောတရားတွေမှာတဲ့ရုပ်ကလေရုပ်နှစ်ခုထိတွေ့လိုက်တာထိတွေ့တဲ့ရုပ်နှစ်ခုထိလိုက်တဲ့အချိန်မှာစိတ်ကလေးပေါ်မသွားဘူးလားထိတိစိတ်လေးပေါ်တာအဲ့ဒီလိုပေါ်တော့မှတဲ့အေးလိုက်တာလို့ခံစားအောင်ထိတွေ့ပေါင်းစုံပေးလိုက်တော့မှဖတ်တာပေါ်တာမိရဲ့ခုနကဖောထဘဓာတ်
အဲ့ဒီအေးတယ်ဆိုတာလေခံစားမှုတွေဖြစ်အောင်ကျေးဇူးပြုထောက်ပံ့ပေးမှာကတော့အာယုန်တွေကိုတဲ့ကာယပတာရရဲ့ဖောဓပဓာတ်ရဲ့ထိတိစိတ်ရဲ့သုံးပါးပေါင်းစုံလုံးထွေးပေးလိုက်တဲ့ဖတ်တာအဲ့ဒီဖတ်တာကနေထိတွေ့ဖတ်တာရကနေပြီးတော့ခံစားမှုဖြစ်အောင်ကျေးဇူးပြုပေးလိုက်တယ်မှာအေးလိုက်တာလို့ခံစားသွားတဲ့ဝေဒနာပေါ်လာတာဒါဆိုရင်ခံစားခြင်းဝေဒနာဖြစ်ပေါ်လာရတဲ့နီးစွာသောအကြောင်းကဖတ်တာဖြစ်ပေါ်လာရခြင်းရဲ့အကြောင်းကတရားကကာယပတာရနဲ့ဖောဓပနဲ့ထိတွေ့လိုက်ပြီးတော့မှတိတဲ့စိတ်တွေဖြစ်ပေါ်လာတဲ့အချိန်ကဖတ်တာကလည်းလုံးထွေးပေးပြီးသားတပေါင်းတီးလို့ပေါ်လာတာမြည်ဒါမဲ့ဆောင်ရွက်ခြင်းကိစ္စကြတော့မတူဘူးဖတ်တာကအာယုန်တွေကိုတွေးထီခံစားမှုတွေဖြစ်အောင်ကျေးဇူးပြုပေးတတ်တဲ့သဘောဒါဆိုရင်ဒီနေရာမှာရုပ်နှစ်ခုကထိတွေ့လိုက်တော့ရုပ်ရဲ့ကိစ္စဆောင်ရွက်တယ်ရုပ်ကိစ္စပြီးတော့အာယုန်တွေကိုတွေးထီလုံးထွေးပြီးတော့ခံစားမှုတွေဖြစ်အောင်ကျေးဇူးပြုပေးလိုက်တဲ့ဖတ်တာကလည်းသူကိစ္စကိုဆောင်ရွက်တယ်အေးလိုက်တာဆိုတဲ့ခံစားမှုတွေကလည်းဝေဒနာရဲ့ကိစ္စကဝေဒနာဆောင်ရွက်တယ်အေးတယ်လို့မှတ်တာကတင်ညာကိစ္စကိုဆောင်ရွက်တယ်ထိတွေ့လိုက်တဲ့အပေါ်မှာတိမှုလေးတွေဖြစ်ပေါ်လာတဲ့ဝิญဉာဏ်ကလည်းတိတဲ့ကိစ္စကိုသူဆောင်ရွက်လိုက်တယ်ဒီသဘောတရားတွေကိုတိအောင်မှတ်အောင်လှုပ်ဆော်ပြီးတဲ့စေတနာသင်္ခါရတရားကလည်းသူကိစ္စကိုသူဆောင်ရွက်တယ်ဆိုတော့ကာယပတာရနဲ့ဖောဓပနဲ့ထိတွေ့လိုက်တဲ့ခန္ဓာ၅ပါးကသူ့ကိစ္စသူဆောင်ရွက်ပြီးသူ့ဘာသူချုပ်ပြောက်သွားတဲ့အနိစ္စကြီးမဟုတ်လားဘာအနှစ်သာရတွေကြံခဲ့တယ်မကြံဒုက္ခတဲ့ဒုဆိုတာဆက်ဆုပ်ဖွယ်ရခဆိုတာအချီးနီးပဲဆက်ဆုပ်ဖွယ်ရအချီးနီးပဲတဲ့ဘာမှအနှစ်သာမပါလားဖြစ်ပေါ်လာတဲ့သင်္ခါရတရားတို့ဒီတဲ့ရုပ်အကြောင်းနံကျူဖြစ်ပေါ်လာတဲ့သင်္ခါရတရားတို့ဒီကာယပတာရမှာဖောဓပနဲ့ထိတွေ့ပြီးတော့ဖြစ်ပေါ်လာတဲ့ခန္ဓာ၅ပါးတို့ဒီတဲ့ဖြစ်ပေါ်တဲ့နေရာမှာနေချုပ်ပြောက်ပျက်စီးသွားတဲ့သင်္ခါရတရားအိဋ္ဌာကြီးတဲ့ဘာမှအနှစ်သာမပါဘူးဒီသဘောတရားတွေကိုမိမိကနားလည်လာပြီဆိုရင်မိမိရဲ့ရုပ်တရားပေါ်မှာမိမိရဲ့နံတရားပေါ်မှာတဏှာသမုဒိယတွေကိမ့်မနေဘူးလားမိအဲ့ဒီတဏှာသမုဒိယတွေကိမ့်နေတဏှာသမုဒိယနေထုတ်ပေးမဲ့ဒုက္ခဆိုတာကြီးကဖြစ်ပေါ်လာပါအောင်လားမလာဘူးဆိုတော့အကြောင်းနဲ့ချုပ်တယ်ကျိုးတယ်ညင်တယ်ဒါဟိုတာမှန်ကန်အပမာဒါနှလုံးသွင်းမှန်နေမယ်တမတင်ကပ္ပမှန်နေမယ်ဆိုရင်နိဗ္ဗာန်ဟာကိုယ်ပိုင်ဥစ္စာပဲမြည်အခုနားလဲသွားပြီဖောဓပနဲ့ဖတ်တာနဲ့ကိုကွဲသွားပြီအဲ့လိုကွဲစေချင်တာလေမြည်အဲ့ကြောင့်ပိုင်ပိုင်ခြားခြားသိမှပညာလို့ခေါ်တာမြည်